အားလုံးပဲမင်္ဂလာပါခင်ဗျဒီအခုတစ်ခေါက်ကကြတော့ဒီဗီဒီယိုလေးကကြတော့အကိုတယောက်ရဲ့ comment ပေါ့နော်ဟို comment ကိုကျွန်တော်ပြန်ပြီးတော့ knowledge sharing အနေနဲ့ပြန်ပြောပြထားတာဖြစ်ပါတယ်သူမေးထားတာပါလေဆိုတော့ကျွန်တော်တို့ဒီ Binance က airdrop တွေပေါ့နော် airdrop တွေဖြစ်တယ် TGE တို့ token generation event တို့နောက်တစ်ခုကကြတော့ launch view တွေပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ market drop တွေကနေရတဲ့ token အသစ်တွေကိုကျွန်တော်တို့ USDT chain တင်လားဆက်ပဲကင်ထားတင်လားပေါ့နော်ကျွန်တော်အဲ့ဒီမေကွန်လေးမေးတာဖြစ်ပါတယ် okay အဲ့ဒီမေကွန်လေးကိုကျွန်တော်ဖြည့်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိမှာကျွန်တော်မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ဒါကျွန်တော်ဟိုပါပေါ့နော်လောလောဆယ်ကျွန်တော် wallet ဘက်ကပဲကျွန်တော်ပြောလိုက်မှာပေါ့နော်exchange ဘက်ကနေလည်းထိုးနီးတကောင်းပဲအတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ wallet ဘက်ကပြောမယ်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီမှာ access ထဲမှာဆိုလို့ရှိရင်ကျွန်တော်မှာဒီမှာဒီ TGE တို့ပြီးလို့ရှိရင်ကျွန်တော်ဟို TGE ရတဲ့ဟာတွေပေါ့နော်TGE ရတဲ့ဟာတွေTGE ရတဲ့ token အသစ်တွေပေါ့နော်ဒီမှာဆိုလို့ရှိရင် PUNP Punk တို့STO တို့ order တို့FAE တို့ဒါဆိုလို့ရှိရင်ကျွန်တော် ITGE ရတဲ့ဟာလေးတွေပေါ့နော် parties တို့အဲ့ဒါလေးရှိမယ်ဗျအဲ့ဒီကောင်လေးတွေကို तू ကကျွန်တော်ဆိုတာ USDT တန်း chain တင်လားမ chain တင်ဘူးလားဆိုပြီးတော့ကျွန်တော်မေးထားတဲ့မိခွန်းလေးပါအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဟို chain တင်လားမ chain တင်ဘူးလားဆိုတာကကြတော့ကျွန်တော်လုပ်တဲ့ process ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကကြတော့project ကောင်းရင်အဲ့ဒီ token ကိုကျွန်တော် hold ထားတယ်တကယ်လို့ project မကောင်းဘူးဆိုလို့ရှိရင်เนาะအဲ့ဒီ token ကိုရောင်းစားတယ်ဆိုတော့ utility မရှိတဲ့ token တွေဆိုလို့ရှိရင်ကျွန်တော်အကုန်ရောင်းစားတယ်ရောင်းစားရဲဆိုတာကျွန်တော် chain ဖြစ်တယ်ပေါ့နော် USDT နဲ့ chain ဖြစ်တယ် USDT ဆိုတာလည်း crypto ပဲဒါပေမဲ့ USDT ကကြတော့ USDC တို့ USDT တို့ကြတော့ကျွန်တော်တို့က stable coin တွေဖြစ်တယ်ဆိုလိုတာက stable token တွေဖြစ်တယ် stable crypto တွေဖြစ်တယ်ဆိုလိုတာကဈေးကငြိမ်တယ်အတက်အကျအရန်မကြမ်းဘူးအတက်ကြငြိမ်နေပေါ့နော်ဆိုတော့အတက်ကြငြိမ်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကတောင်းတန်ကို hold ထားတာဆိုလို့ရှိရင် USDT ကို hold ထားတာများတယ် USDT တို့ USDC တို့ hold ထားတာများတယ်အဲ့တော့ကျွန်တော်တို့တခြား crypto တွေကြောက်လို့ရှိရင်ဆိုပါစို့ကျွန်တော် BNB ပဲဆိုပါစို့ BNB ဆိုလို့ရှိရင်ကျွန်တော်တို့ buy လို့မှာဝယ်ထားတဲ့သူတွေအတွက်ကကြောက်လို့ရှိရင် invest လုပ်ထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်လောလောဆယ်အထိကသူတို့ကမရှုံးသေးဘူးဘိုင်းလို့ Binance မှာဝယ်ထားတဲ့လူတွေဘိုင်းလို့ Binance ဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့ဟိုးအောက်ဆုံးဈေးတန်းပါဗျာBNB ကို8ကျပ်9ကျပ်5ကျပ်10 100 200 300အလောက်ကနေဝယ်ထားတဲ့သူတွေအတွက်ဆိုရင်ဒါကို buy လို့ခေါ်တာပေါ့နော် buy လို့ Binance လို့ခေါ်တယ်အဲ့လို buy လို့ Binance ကနေပြီးဝယ်ထားတဲ့သူတွေအခု BNB တောင်မှ980ဖြစ်နေကြနေခဲ့သည်ရှိတော့သူမရှုံးသေးဘူးဆိုလို့ရတဲ့ဘောအဲ့လိုမျိုးသဘောပေါ့နော်ဒါပေမဲ့ဒီမှာ USDT ကျတော့ stable coin ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဈေးတန်းကသူကငြိမ်တယ်stable coin ဖြစ်တဲ့အတွက်သူ့ရဲ့ဈေးတန်းငြိမ်တယ် USDT chain ထားရင်တော့တိတ်အရှုံး risk မများဘူးတိတ်အရှုံးမရှိဘူးပေါ့နော်ပြောရမှာဆိုရှင်အရှုံးတိတ်မရှိဘူးဒါပေမဲ့ဒီလိုမျိုးကျွန်တော်တို့ဒီ token အသစ်တွေကိုကျွန်တော်တို့ hold ထားမယ်ဆိုလို့ရှိရင်တော့ပြောလို့တော့မရဘူးဒီမှာဆိုလို့ရှိရင်လည်းအများကြီးကြာနေဒီကောင်ဆိုလို့ရှိရင် punk ဆိုရင်တက်နေတယ်ပေါ့နော်ဆိုတော့တော်တော်များများတော့ဟို utility မရှိတဲ့ token တွေ meme coin တွေကတော့တော်တော်များများအကြဘက်ကိုသွားတာများတယ်meme coin တွေဆိုတာဘာလဲဆိုတော့ DOG coin Doge coin တို့ဆိုလိုတာကကြာပြီးတော့ Trump coin တို့အဲ့လိုမျိုးပေါ့နော်utility မရှိဘူးပြီးတော့ project တည်ချာချာရေးရမရှိဘူးtrend coin ဆိုလို့ရှိရင်လည်းအဲ့တိုင်း project ရေးရဘာညာမရှိဘူးသူအများဆုံးတက်ခဲ့တယ်ပြီးတော့အခုဆိုရင်ဇောက်ထိုးကြီးပြုတ်ကျသွားတယ်အဲ့လိုမျိုးတွေပေါ့နော်သူအချိန်ကာလတစ်ခုတော့သူတက်ဈေးတက်လိမ့်မယ်ဒါပေမဲ့နောက်ပိုင်းကျတော့ project ရေးရမရှိရတဲ့ကြောင့် project ဒီ coin ဒီ token ရဲ့ဈေးကပြုတ်ကျသွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ project ရေးရရှိတဲ့token တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆိုလိုတာ project ရေးရရှိတဲ့ token တွေဆိုလို့ရှိရင် hold ထားလို့ရတယ်တကယ်လို့ project ရေးရမရှိတဲ့အဲ့ဒီ utility မရှိတဲ့ကျွန်တော် token တွေ meme coin တွေဆိုလို့ရှိရင်ကျွန်တော်ကအကုန်လုံးရောင်းစားတယ်ပေါ့နော်အဲ့ဒီမျိုးလေးတော့ကျွန်တော်လုပ်ထားတာရှိတယ်ကျွန်တော်နောက်ရက်ဆိုလို့ရှိရင်ကျွန်တော်ဒီထက်မှရှိတဲ့ coin တော်တော်များများကိုကျွန်တော်ရောင်းမယ်ကျွန်တော် USDT chain မယ် USDT chain ပြီးတော့ကျွန်တော် exchange ဘက်ကိုပို့တဲ့နည်းလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ် okay အဲ့ဒါလေးကတော့တနည်းပေါ့နော်ဒေါ်လာဆယ်ဒီအကူမေးထားတဲ့မိကွာကြတော့ကို risk ယူတဲ့ပမာဏအနေထားပေါ်မူတည်တယ်ကိုက USD ပဲဖြစ်တဲ့ USDT ကိုတစ်ခါလေးတိုင်း chain ထားခြင်းနဲ့ဆိုလို့ရှိရင်လည်း chain ထားလို့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့တကယ်လို့များကျွန်တော်လူမျိုးဒီ utility မရှိတဲ့ token တွေကိုရောင်းစားပြီးတော့ utility ရှိတဲ့ project ကောင်းတဲ့ token တွေကိုပဲကျွန်တော်တို့စ hold ထားလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကို risk ကို unit နဲ့ risk ပေါ်မူတည်ပြီးတော့ဒါကတော့ဆုံးဖြတ်ချက်ချလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်